လွယ်လွယ်လေးပဲမိပါမှာငွေများ တရားနိုင် ဘာဖြစ်လိုက်တာလဲမဘာဖြစ်လိုက်တာလဲ မီးနိုင် နီးနိုင်မ တရားနိုင် တရားနိုင်အမကတော့ service အများကြီးရှိတယ်နော်ငွေများတရားနိုင်ဟုတ်ပြီမှန်တယ်ငှက်တကောင် ငါတကောင်ကောင်းရအပင်တထောင်နာ ငှက်တကောင်တကောင်လို့အပီတသောင်းနာမဟုတ်မှန်တော့မှန်တော့ငှက်တကောင်ကြိုက်တဲ့အပီနာလို့လေအကောင်ကတက်တက်လေး ငါတကောင်ဂဲတလုံးလား ဟုတ်ပါ မဟုတ်လား ဟုတ်တယ်နီးစက်တယ်ငှက်တကောင်ဂဲတစ်လုံးနဲ့နီးစက်တယ်အဲ့တဘောပဲ ဂဲတပြည့် ဟမ်ဂဲတပြည့် 哎呦我的妈！ ဘယ်နဲ့ဂဲတပြည့်ဟို နည်းနည်းကြော်လိုက်မယ် ငါတို့ကြောဟုတ်တယ်ကြောပူမ ကြောဘူးမှာဝိုင်းအေးမှာ ဝိုင်းအေးမှာလေ အိုးကျွန်တော်တော့အဲ့တော့တော်တော်လေးလာတာနော်ဒါမျိုးတော့ရတယ်နော်ငှက်တကောင်ကျွန်တော်နည်းမေ့ပါ ငါတကောင်စဉ်းစားလို့မရ ကြောပူမ 1A yes man ဆရာမန် ဆရာမန် တပည့်ကောင်း ဟမ် တပည့်ကောင်း ဆရာမကောင်းတပည့်ကောင်းအဲ့လိုဆရာမန်တပည့် ဆရာမန်တပည့်မှာ ဆရာမန်အိုးဘာလို့ကြာ လူကောင်းဖြစ် မဟုတ်သေးဘူးမဟုတ်သေးဘူး စာရ ကြောမလားကြောလိုက်တော့နည်းနည်းတော့တိုင်ပတ်စေဟုတ်တယ်နော် ကြော်လိုက် ကြောလိုက်ပဲနောက်ဆုံးတစ်ခုထပ်မေးလိုက်မယ်ရှင်မပြုတ်ခင်ကအာမင်းကြီးတွေကိုမေးတာတော့နည်းနည်းတော့ဟိုပါဖြစ်ရှင်မပြုတ်ခင်ကဘာဖြစ်ကြလဲလူရ ကြိုတင်ပြင်ဆင်ကြ ကျူတီရောက်မြန်တော့ပတ်တီနော်အိမ်ဆက်ဖြစ်တယ်ရှင်မပြုတ်ခင်ကဘာဖြစ်ချင်တာလဲ ရဟန်းဖြစ် ဟမ်ရှင်ပြုတ်ရင်လက်ပြ နက်ပြရှင်ပြုတ်ခင် 这边没得啊，这边 တပည့်မတက်ရ ဒီကပြောလိုက် 这里不要的。 စကပုံမှာအဲ့ဒါရှိလို့လားရှင်မပြုတ်ခင် ရှင်ပြုတ်ရင်တောထွက်ချင်း တော်တယ် no ရဟန်းဖြစ်ချင်ပေါ်ရှင်မပြုတ်ခင် ဖြစ်ချင်တာမဟုတ်ဘူးမဖြစ်ချင်တာ ကရုံးမတုံး ခလုံးမလို့ 哎呦我的妈！ Okay ကျေးဇူးတင်တယ်နော်မအဲ့တော့ဘယ်နှခုမှန်းလဲနှစ်ခု 3ခု 3ခုလား3ခုလား2ခုလား